2026နှစ်လပိုင်း14ရက်နေ့ကနေ20ရက်နေ့ထိကြာသပတေးသားသမီးတွေရဲ့တပတ်တာတေရောကန်ကြမှာကျွန်တော်ဖတ်ကြားမှာဖြစ်ပါတယ်ပထမဆုံးငွေကြေးစီးပွားရေးပေါ့နော်ငွေကြေးပဲဖြစ်စီးပွားရေးဖြစ်အခွင့်အလမ်းနှစ်ခုရှိတယ်အဲ့ဒီထဲမှာကိုတကယ်ဘာကိုရွေးချယ်မှာလဲကိုတကယ်ဘာကိုလိုချင်လဲဆိုတာတော့စိတ်ပိုင်နိုင်ဖို့လိုတယ်ပေါ့နော်ဒါလင်းတစ်ဖက်လင်းလို့ရှိရင်တော့နည်းနည်းလေးအခက်တွေ့မယ်ဆိုတဲ့အနေထားလေးပါကိုတကယ်ရွေးမဲ့ဟာကိုစိတ်ဆုံးဖြတ်ချက်ပိုင်ပိုင်နဲ့ရွေးချယ်မယ်ဆိုရင်တော့အဆင်ပြေပါတယ်နော်ကျမ်းမာရေးလည်းဒါလက်ရှိအနေထားတော်တော်လေးကောင်းတယ်တကယ်လို့ကောင်းမနေဘူးဆိုရင်တော့ပေါ့နော်ဒါဆရာတော်ကူးသားလိုက်မယ်ဆိုလို့ရှိရင်ဆရာကောင်းသမားကောင်းနဲ့တွေ့ပြီးတော့တော်တော်လေးကောင်းမွန်သွားမယ်အနေထားပါကျမ်းမာရေးအရင်ကောင်းပါတယ်ပညာရေးလေးတော်တော်ကောင်းတယ်ဗျပညာရေးမှာလည်းအခုဒီရှင်းရင်းစဲအနေထားတိုင်းဒါဇွဲရှိစီကံရှိနဲ့ဆက်သွားမယ်ဆိုလို့ရှိရင်အရာအားလုံးကိုလွှမ်းမိုးနိုင်တဲ့ economic ပေါ့နော်တော်တော်လေးကောင်းတယ်အထိတ်တန်းအနေထားပေါ့နော်ဒါပညာရေးလည်းအရင်ကောင်းပါတယ်ဗျအခြေရတော့ဒါနည်းနည်းစိတ်ကဏ္ဍမငြိမ်တာပေါ့နော်ဒါနည်းနည်းလေးလိမ့်လေဖျားတာစိတ်ကဏ္ဍမငြိမ်တာမျိုးဖြစ်တတ်တယ်စင်ငယ်ဆိုလို့ရှိရင်လည်းအရင်ဒါစိတ်ကိုအရင်အလိုမလိုက်နိုင်ဘူးပေါ့နော်ဒါရွေးချယ်မှုမားတတ်တယ်မယိုးသားကိုတိုင်းမယိုးသားတာမျိုးလေးဖြစ်နေတယ်လို့တစ်ဖက်လူကမယိုးသားတာမျိုးဖြစ်နေတယ်တကယ်လို့ဒါချစ်သူရှိတယ်ကြီးစားရှိရဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ပါတနာကိုယ့်ရဲ့ချစ်သူပေါ်မှာယိုးသားပါပွင့်လင်းမှာနှစ်ယောက်သားပေါ့နော်တွန်းဝင်လေးဖြစ်ဖို့တော့လိုပါတယ်ဗျအဓိကဒီကာလမှာအခြေရမှာတော့စိတ်ကဏ္ဍမငြိမ်ဖြစ်နေတဲ့အတွက်ဒါကိုယ့်ရဲ့ရွေးချယ်မှုတွေအမှန်မဖြစ်နိုင်သေးပါဘူးပေါ့နော်ကဲဒါဂျာသမီသားသမီတွေတပတ်တာကန်ကြမှာဖြစ်ပါတယ်ဗျတဦးချင်းတိုင်းကလည်းကျွန်တော်မေးချင်တယ်ဆိုလို့ရှိရင်လည်း Telegram chat box Messenger ကနေမေးလို့ရပါတယ်ဗျအားလုံးပဲ Viber လေးမေးလို့ရပါတယ်နော်အားလုံးပဲကျမချန်တက်ကြပါစေဗျ